သူ့အဖေတယောက်ကသူ့ကောင်းကိုကြောက်ခဲတစ်လုံးနဲ့နောက်ပြောင်ပြီးပြစ်ပေါက်လိုက်တယ်အဲ့ဒီအချိန်မှာပဲတောင်ပုံတန်းရှိတဲ့ရောင်စုံမီးလုံးတစ်လုံးပေါ်လာပြီးသူ့ခန္ဓာကိုယ်ထဲကိုတက်တက်ဝင်သွားတယ်ချက်ချင်းပဲသူ့အတွင်းထဲမှာစွမ်းအားတစ်ခုနိုးထလာတာကိုသူသဘောပေါက်လိုက်တယ်အခုကြောက်ထဲမှာကြောက်စိမ့်ပါဝင်မှုရှိမရှိသူမြင်နိုင်ပြီခဏလေးတွင်းမှာပဲအစိမ်းရောင်ကြောက်စိမ့်တစ်လုံးကိုသူတွေးလိုက်တယ်နှစ်လမ်းလောက်လှမ်းလိုက်တော့နောက်တစ်လုံးတွေ့တယ်မကြခင်မှာပဲတတိယတစ်ခုကိုသူတွေးလိုက်တယ်ရုတ်တရက်အဖေတယောက်ကသူ့ကြောက်တုံးကိုဆွဲယူပြီးကြည့်လိုက်ပြီးကျိုးပဲ့နေတဲ့အတုံးမဝင်တဲ့ကြောက်တုံးလို့ရေမောလိုက်တယ်သူပြန်ဖြေဖို့ပြင်နေတော့တယောက်ကသူ့ကိုတားလိုက်တယ်အဲ့ဒီနေ့မှာပဲကြောက်စိမ့်ဝယ်ဘူးတဲ့ဖောက်သေးရောက်လာတယ်အဖေထွက်သွားတာနဲ့အံ့ဩစရာတစ်ခုကိုသူတွေးလိုက်တယ်သူ့ရဲ့စွမ်းအားကပျက်စီးနေတဲ့ကြောက်စိမ့်ကိုတောင်ကုသပေးနိုင်တယ်ဝယ်သူကချမ်းသာတဲ့လူငယ်တယောက်ပါမှန်တဲ့ကနေကြည့်ရင်ကြောက်တုံးအတွက်ဒေါ်လာ80,000ကမ်းခဲ့တယ်ဒေါ်လာ150,000တောင်းဆိုခဲ့တယ်ချမ်းသာတဲ့လူငယ်ကဒေါ်လာ100,000ထပ်ကိုပေးနိုင်တယ်လို့ပြောတယ်ခဏလောက်ငြိမ်သွားတော့သဘောတူပြီးပတ်စံကိုယူလိုက်တယ်ငွေသားနဲ့အတူသူကိုယ်တိုင်ကြောက်စိမ့်ကြောက်တွေဝယ်ဖို့ဆုံးဖြတ်လိုက်တယ်ကြောက်တွင်းကိုသွားပြီးကြောက်တွေဝယ်မယ်လို့ကြဲကြဲလောင်လောင်ကြေညာလိုက်ပေမဲ့သူကအစ်စ်ဆက်ဆက်ဆိုတော့ဘယ်သူမှနားမထောင်ကြဘူးအဖိုးကြီးတယောက်ကကြောက်တလုံးနဲ့လာပြီးဝယ်မလားလို့မေးတယ်အသုံးမဝင်ဘူးဆိုတာသူသိပေမဲ့ဒေါ်လာ200ပေးပြီးအိမ်ပြန်ပြီးအနားယူဖို့ပြောလိုက်တယ်ဒါကိုမြင်တော့လူတိုင်းကသူတို့ရဲ့ကြောက်တွေကိုရောင်းဖို့တန်းစီလိုက်ကြတယ်သူကနောက်ကြောက်တစ်လုံးကိုစစ်ဆေးကြည့်တော့အထဲမှာတကြားကြောက်စိမ့်အနည်းဆုံးဒေါ်လာ300သူမြတန်းတာကိုတွေ့လိုက်ရတယ်ရောင်းသူကဒေါ်လာ900တောင်းတယ်သူကဒေါ်လာ900ပေးပြီးဝယ်လိုက်တယ်နောက်တနေ့မှာလူနှစ်ယောက်ကကြောက်ကြီးတစ်လုံးယူလာပေးတယ်သူစစ်ဆေးတော့မဲ့အချိန်မှာကုန်တယ်နှစ်ယောက်ကသူ့ကိုအစ်စ်ဆက်ဆက်လို့လောင်ပြောင်ပြီးရှင်ပြန်ခိုင်းတဲ့ကြောက်ကအခေါင်းပေါက်ပြီးအသုံးမဝင်ဘူးဆိုတာသူမြင်တော့သတိပေးပေမဲ့သူတို့ကရဲပြီးသူ့ကိုသူတောင်းစားလို့ခေါ်ကြတယ်သူကငင်းခုန်ခြင်းမပြုဘူးသူကကြောက်ကိုဝဲခွင့်ပေးလိုက်တယ်